ချင်းကိုခွင့်ပြုချက်မရပဲယူဆိုပြီးသူ့ကိုမလေးစားတဲ့စိုင်းရင်မိုးကိုတက်ပြောလိုက်တဲ့အဆိုတော်ရဲရင်အောင်ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်အနုပညာလောကမှာစီမရှိတဲ့စမ်းမင်းသားစိုင်းရင်မိုးနဲ့ဇက်ဆရာဦးအောင်ကျော်ထွန်းတို့ကိုတက်ပြောလိုက်တာကတော့အဆိုတော်ရဲရင်အောင်ပဲဖြစ်ပါတယ်ရဲရင်အောင်ကသူရေးထားတဲ့တခြင်းကိုခွင့်မတောင်းဘဲနဲ့ယူဆိုတဲ့အပြင်စီးပွားရေးအရာ TV တွေမှာလိုက်လွင့်ကစော်ကားခဲ့တဲ့အတွက်ဒီလိုကိစ္စတွေကိုခွင့်မပြုကြောင်းစိုင်းရင်မိုးစားတစ်ဖွဲ့လုံးကိုတက်ပြောလာခဲ့တာလည်းဖြစ်ပါတယ်စိုင်းရင်မိုးစားဖွဲ့ကအနုပညာတင်ဆက်မှုတွေကကောင်းပေမဲ့လည်းသူများဖန်တီးထားတဲ့အနုပညာတေးသချင်းတွေကိုခွင့်မတောင်းဘဲနဲ့ရှုသုံးခဲ့လို့အမြဲတမ်းပြဿနာတက်နေခဲ့တာလည်းဖြစ်ပါတယ်။စိုင်းရင်မိုးကအရန်ကိုအောင်မြင်ပြီးတော့စုတော်ငွေတွေကိုလည်းမရက်မနာရနေပေမဲ့ဇက်မှာအသုံးပြုတဲ့တေးသချင်းအပေါ်မှာမူရင်းတီဆိုရေးသားသူတွေကိုခွင့်မတောင်းလို့ပွဲဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။စိုင်းရင်မိုးဇက်တပင်းကအစောပိုင်းမှာလည်းအစောရမင်းစီသူသချင်းကိုယူဆိုလို့ပြဿနာတက်ခဲ့ဘူးပါလည်းဖြစ်ပါတယ်။အခုတော့အဆိုတော်ရဲရင်အောင်ရဲ့မင်းအမေတို့ဆိုတော့မှာပဲဆိုတဲ့တခြင်းကိုစိုင်းရင်မိုးစားဖွဲ့ကလူရှင်တော်တွေကရဲရင်အောင်ကိုအတိမပေးဘဲနဲ့ယူဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စိုင်းရင်မိုးပရိသတ်တွေကသူတို့စားဖွဲ့ကလူရှင်တော်တွေဆိုလို့အဆိုတော်ရဲရင်အောင်ရဲ့တခြင်းကပိုအောင်မြင်သွားတယ်ဆိုတဲ့သုံးသပ်ချက်တွေပြီးနေကြတာလည်းဖြစ်ပါတယ်။ရဲရင်အောင်နာမည်ပိုကြီးတော့မယ်ဆိုပြီးတော့လေဒါအပြင်စိုင်းရင်မိုးပရိသတ်တွေကသူတို့စားဖွဲ့ကလူရှင်တော်တွေဆိုလို့အဆိုတော်ရဲရင်အောင်ရဲ့တခြင်းကပိုအောင်မြင်သွားတယ်။ရဲရင်အောင်နာမည်ပိုပြီးတော့ကြီးတော့မယ်ဆိုပြီးတော့မူရေးဖန်တီးသူအဆိုတော်ကိုအခုလိုပဲပြောဆိုခဲ့ရလည်းဖြစ်ပါတယ်။ဒီလိုလုပ်ရတွေဟာရဲရင်အောင်ဘက်ကနေကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုမခံချင်စရာကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအဆိုတော်ရဲရင်အောင်ကသူ့ရဲ့တခြင်းကိုဂျူမသုံးဖို့စိုင်းရင်မိုးစားဖွဲ့ကိုပြတ်သားစွာပြောဆိုလာခဲ့ရလည်းဖြစ်ပါတယ်ရှင်။စိုင်းရင်မိုးရိုးဇက်အဖွဲ့ကိုတရားစွဲဆိုရမယ်ဆိုတဲ့ရဲရင်အောင်ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်အဆိုတော်ရဲရင်အောင်နဲ့စိုင်းရင်မိုးရိုးရဲ့အဖွဲ့ကအခုလက်ရှိမှာတော့ပွဲတင်နေသလိုဖြစ်နေပါပြီအသစ်ချမြင်လိုက်တဲ့ဂီတအဆင့်ယုံနဲ့စီကန်းချက်အရာသချင်းတွေကိုမိုဘိုင်းခွင့်တင်ပြီးမှပြန်ဆိုလို့ရတာပါဒါကြောင့်ဇက်သပင်ကအစားနေပွဲတွေကအဆုံးပြန်ဆိုတေးတွေတိုင်းကိုခွင့်ပြုချက်အစင်းစင်းယူသွားမှာပဲဖြစ်ပါတယ်တကယ်လို့ခွင့်ပြုချက်မယူရင်မိုဘိုင်းခွင့်နဲ့တရားစွဲဆိုလို့ရပါတယ်ဒီလိုစီကန်းဥပဒေချမှတ်ထားတာကလည်းမူရင်တေးရေးတေးဆိုတွေစီကနေခွင့်ပြုချက်မတောင်းမဲနဲ့စီးပွားဖြစ်လောက်ကင်စားတောင်းနေကြတဲ့သူတွေရှိတာဖြစ်တော့ကြောက်ပါပဲအချိန်တခုကြာလာတဲ့အခါမှာတော့မူရင်သမားတွေခမလောက်ကွက်ပြတ်လာခဲ့ရလဲဖြစ်ပါတယ်ဒီလိုဥပဒေချပြီးတဲ့နောက်ပိုင်းမှာအရင်ကတည်းကစစ်ကျင်သွားကြပေမဲ့စိုင်းရင်မိုးစားဖွဲ့ကတော့မူပိုင်ခွင့်ကိုထပ်ပြီးတော့ချိုးဖောက်လာခဲ့ရလဲဖြစ်ပါတယ်စိုင်းရင်မိုးစားဖွဲ့ရဲ့လူရှင်တော်တွေကအဆိုတော်ရဲရင်အောင်တီးဆိုထားတဲ့မင်းအမီတော်ဆိုတော့မှာပဲဆိုတဲ့တခြင်းကိုစက်ပွဲတွေမှာလိုက်လံဆိုခဲ့ရလဲဖြစ်ပါတယ်အခုလိုပြန်ဆိုတဲ့အခါမှာလည်းအဆိုတော်ရဲရင်အောင်စီကခွင့်ပြုချက်မတောင်းခဲ့ပါဘူးရှင်ဒါအပြင်ရန်ဖန်ရန်ခါဆိုတာမျိုးမဟုတ်ပဲပွဲတိုင်းလိုလိုဆိုလာခဲ့တာလည်းဖြစ်ပါတယ်